ဇလန်စာမှာတော့ရှွန်းဆိုတဲ့ချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ရပါမယ်။သူဟာပန်းချန်နေရခုံလေးတစ်ခုမှထိုင်ပြီးတော့မိခင်ဖြစ်တဲ့သူကိုလမ်းဆွနေတတ်တဲ့မီယိုဆိုတဲ့ကောင်လေးကိုမြင်နေငေးကြည့်နေခဲ့တယ်။ဒီနေ့မှာတော့ရှွန်းဟာတတိမွေးပြီးမီယိုကိုမင်္ဂလာပါမင်းဟာဒီမှာထိုင်နေကြမဟုတ်လားလို့နှုတ်ဆက်ခဲ့ပေမဲ့မီယိုကတော့သူ့ကိုလွတ်လွတ်ရှုပ်ပြီးထွက်သွားခဲ့တယ်။ရှွန်းဟာသူ့ဖွားရဲ့ကော်ဖီဆိုင်မှာကူညီပေးရင်းနဲ့မီယိုကိုထပ်တွေ့တဲ့အခါဆိုင်ရပိုတဲ့ပေါင်မုတ်ထိုးလေးကိုပေးခဲ့တယ်။မီယိုဟာကျေးဇူးပါလို့တခွန်းနဲ့ပြောပြီးထွက်သွားပြန်တယ်။နောက်တနေ့မီယိုဟာညပေါင်မုတ်တွေကျေးဇူးတင်တဲ့အနေနဲ့သူ့အမေရဲ့ပန်းဦးလေးတို့လက်ဆောင်လာပေးခဲ့တယ်။နောက်မှရှွန်းသိလိုက်ရတာကမီယိုဟာမကြသေးခင်ကမှမိခင်ဆုံးမသွားပြီးတော့အထက်တန်းကျောင်းသားအရွယ်နဲ့တကူတဲ့အထီးကျန်နေရတဲ့သူဖြစ်မှန်ကိုသိလိုက်ရတဲ့အခါရှွန်းတယောက်မီယိုပေါ်ကိုပိုးပြီးခီးနာသက်မိသွားတယ်။ဒီနေ့မှာတော့ရှွန်းကမီယိုကိုတွားရောက်နှစ်သိမ့်မှုကိုစူးစမ်းရင်တယောက်ထင်နေရတာအထီးမကျန်ဘူးလားလို့မေးမိရကနေမီယိုကမင်းငါ့ကိုနှိမ့်တိုင်းလိုက်ကြည့်နေရလားစိတ်ပျက်စရာပဲယူမှုကောင်းလိုက်တာဆိုပြီးတော့ဒေါသတကြီးနဲ့တုံ့ပြန်ခဲ့တယ်။သူစကားကြောင့်ရှွန်းဟာအเจ้าမှာတငယ်ချင်းတယောက်ပဲဖွင့်ရမှုကြောင့်သူဟာဂီတယောက်ဖြစ်ကြောင်းကိုလူသိရှင်ညာဖြစ်သွားပြီးတော့ဝိုင်းဝန်းလောင်ပြောင်တာခံခဲ့ရတဲ့တိတ်ကိုပြန်မှတ်ရခဲ့တယ်။အဲဒီအချိန်မှာသူ့ရဲ့တငယ်ချင်းမလေးအဲရီကရှွန်းတစ်ခုခုဖြစ်လို့လားလို့မေးပြီးတော့အားပေးနှိမ့်သိမ့်ခဲ့တယ်။နောက်ရက်ရောက်တော့မီယိုကရှွန်းစီကိုလာပြီးတော့တောင်းပန်ခဲ့တယ်။တကယ်တော့မီယိုဟာလူတွေရဲ့တနာခယူနာတတ်တဲ့အကြည့်တွေကိုမလို့ချင်မဲနဲ့သူ့ဘာသာယက်တိရှင်နေတာပါ။သူတို့နှစ်ယောက်ပြန်လဲသိမြတ်သွားပြီးတော့ရှွန်းဟာငါမင်းကိုသဘောကျလို့စကားပြောချင်ရုံမှလို့ဖွင့်ပြောခဲ့တယ်။ထိုအချိန်အဲလီရောက်လာပြီးတော့သူတို့နှစ်ယောက်ကိုစားနောက်ရင်းနဲ့ငါဖန်ထွက်ရင်မီယိုကိုပါခေါ်သွားခိုင်းခဲ့တယ်။ရှွန်းမင်းကငါဖန်တာညှမ်းလိုက်တာ။မီယိုပြောစလို့ပဲရှွန်းဟာငါတကောင်မှမမိဘဲနဲ့အိမ်ပြန်လာခဲ့ရတယ်။ညစာတူစားကြရင်းနဲ့မီယိုဟာရှွန်းတို့မိသားစုစီကနေကြာမြင့်စွာဝေးခွာနေခဲ့ရတဲ့မိသားစုနှွေးထွေးမှုလေးကိုပြန်လည်ရရှိခဲ့တယ်။စားတောက်လို့ပြီးရဲ့နောက်မှာတော့ကန်ချီကခုံနှလေးမှာထိုင်ရင်းနဲ့မီယိုဟာသူမနေ့ပြန်မြို့ပေါ်အကြောင်းကိုပြောင်းရမယ့်အကြောင်းကိုပြောခဲ့တယ်။အဲ့လိုနဲ့သူတို့နှစ်ယောက်ဝေးကွာသွားခဲ့ကြတယ်။နေ့နဲ့ငယ်ကြာမှာတော့အရွယ်ရောက်ပြီးပိုချောလာတဲ့မီယိုဟာရှွန်းတို့အိမ်ကိုအတူနေထိုင်မှုအိမ်ကအစ်စ်အနေနဲ့ရောက်ရှိလာခဲ့တယ်။ရောက်ချင်းမှာပဲမီယိုကရှွန်းငါမင်းကိုချစ်တယ်။မင်းလည်းငါ့ကိုပြန်ချစ်ပေးနော်လို့ပြောင်းကြဖွင့်ပြောလိုက်တဲ့အတွက်ရှွန်းတယောက်အံ့ဩမြင့်တက်သွားခဲ့ရတယ်။မီယိုဟာသူတို့ထိုင်နေကြခုံနှလေးကပန်းလေးတွေကိုကြည့်ပြီးတော့အံ့ဩနေခဲ့တယ်။မင်းပေးခဲ့တဲ့ပန်းမင်လေးလေးမင်းလိုပဲအများကြီးကြီးထွားလာတာ။ရှွန်းဟာမီယိုကိုသူ့အတိတ်တုန်းကအလောင်းခံခဲ့ရတယ်လို့မျိုးဖြစ်မှာကိုစိုးရိမ်နေခဲ့တယ်။ငါ3နှစ်တောင်အချိန်ကိုစဉ်းစားပြီးပြီ။မင်းနဲ့အထူးရှိချင်လို့ပြန်လာတာပါရှွန်းဆိုပြီးတော့နမ်းမှုပြင်လိုက်တဲ့အချိန်မှာပဲရှွန်းကပိုက်စားလိုက်တာလို့ထားပြောလိုက်တာကြောင့်ဘာလို့ခုချိန်မှလဲဆိုပြီးတော့ထားအောင်ကအားမလို့အားမြတ်ဖြစ်နေတော့တယ်။မီယိုဟာအဖွားရဲ့ဆိုင်မှာကူလို့ရင်းနဲ့အလုပ်တွေရှုပ်နေခဲ့တယ်။မီယိုရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးကြောင့်ကောင်မလေးတွေဝိုင်းပြီးတော့စားနောက်နေတာကိုမြင်တော့ရှွန်းတယောက်တဝင်းတိုးပြီးတော့မီယိုကိုရှောင်နေခဲ့တယ်။နောက်တနေ့ပင်မချုံဘက်ကိုစာမှုသွားပေးရမယ်ရှွန်းရဲ့နောက်ကိုမီယိုပါလိုက်သွားပါလားလို့အဲလီယာလမ်းကြောင်းပေးခဲ့တယ်။လမ်းမှာတော့ရှွန်းကမီယိုကိုဘာလို့ရောက်တဲ့အချိန်ကောင်မလေးမရှာတာလဲလို့ထားမိလိုက်တာကြောင့်ရှွန်းကိုသဘောကျပါတယ်လို့ဝန်ခံထားတဲ့မီယိုတယောက်ကိုမေကိုစိတ်တိုးပြီးတော့ကိုယ့်ဘာသာအိမ်ပြန်တော့မယ်လို့ပြောပြီးထွက်သွားခဲ့တယ်။အလုပ်ပြီးလို့ရှွန်းကမီယိုစီကိုဖုန်းဆက်လိုက်တဲ့အချိန်မှာတော့မီယိုရဲ့ဝန်နဲ့နေရဲ့အတန်ကိုကြားပြီးတော့မီယိုရှိတဲ့နေရာကိုမိုးရီစတိအောက်ကနေအပြေးရောက်လာခဲ့တယ်။ရှွန်းကငါ့ကိုချစ်တဲ့ထင်လို့ငါပြန်လာခဲ့တာငါလိုချင်တာကောင်မလေးမဟုတ်ဘူးလို့မီယိုကမျက်ရည်တွေနဲ့ပြောလိုက်တယ်။ရှွန်းကမီယိုကိုတဲခုမဲ့နေရာကိုခေါ်သွားခဲ့တယ်။အိမ်ညမှာတော့သူတို့နှစ်ယောက်အရင်အထက်ပို့ပြီးတော့ခန်းစားချက်တွေပွင့်လင်းခဲ့ကြတယ်။မီယိုကရှေ့ဆက်ချင်ပေမဲ့ရှွန်းကရှေ့ရက်တည်းကအေးပြတ်တဲ့တန်းကြောင့်ပင်မမီယိုအိပ်ပျော်သွားခဲ့တယ်။ဒီမှာတော့ရှွန်းရဲ့တငယ်ချင်းဆာကူရာကိုရောက်လာပြီးတော့သူမဟာရှွန်းနဲ့ဆိတ်ဆက်ထားတဲ့သူဖြစ်ကြောင်းပြောလာခဲ့တယ်။မီယိုလှုပ်ပြီးလို့အိမ်ပြန်လာတဲ့အချိန်ရှွန်းတို့စကားပြောနေရတဲ့တူလို့ရှွန်းရဲ့တငယ်ချင်းမလို့ပြောပြီးတော့နှုတ်ဆက်လိုက်တယ်။ထိုအချိန်ရှွန်းကမီယိုလက်ကိုဆွဲပြီးတော့တငယ်ချင်းမဟုတ်ဘူးချစ်သူကောင်လေးပါလို့ပြန်ပြောလိုက်တယ်။နောက်တနေ့ဆာကူရာကိုပြန်ရောက်လာပြီးတော့ကျွန်းကိုလိုက်ပြခိုင်းဖို့လို့ဆိုပြီးတော့မီယိုကိုခေါ်လာခဲ့တယ်။ရှွန်းနဲ့ပြန်ညှိနှိုင်းမှုအတွက်လာခဲ့တာလားလို့မီယိုကမေးလိုက်တယ်။မဟုတ်ပါဘူးရှွန်းရဲ့အဖေကျမ်းမာရေးသိမကောင်းဘူး။စာပို့လိုက်တယ်လေမရောက်ဘူးလားလို့ဆာကူရာကိုကပြန်ဖြေလိုက်တယ်။တကယ်တော့ဆာကူရာကိုဟာရှွန်းကမိန်းကလေးတယောက်နဲ့မချစ်နိုင်ဘူးဆိုတာကိုသိနေခဲ့တာပါ။ဆာကူရာကိုကရှွန်းကိုအိမ်ပြန်ခေါ်ချင်လို့အမျိုးမျိုးစူးစမ်းပေမဲ့ရှွန်းကတော့သူများမိသားစုကိစ္စဝင်မပါနဲ့။နင်းနဲ့ဆိုင်လို့တာမှမဟုတ်တာလို့အေးစစ်စွာနဲ့တုံ့ပြန်လိုက်တယ်။ဆာကူရာကိုဟာရှိန်ဝန်းစိတ်ဝမ်းနဲ့စိတ်တွေကြောင့်ရှွန်းကိုပါချပြီးတော့ထွက်သွားခဲ့တယ်။မီယိုကအမြန်လိုက်တာကိုပြောပေမဲ့ရှွန်းကတော့မင်းရှိနေတာငါကဘယ်ကိုပြန်မှလဲလို့ပြောလိုက်တယ်။ကိုစကားကြောင့်မီယိုဟာစိတ်တူသွားပြီးငါ့ကိုစင်ကြီးအဖြစ်သုံးလိုက်တာလား။သူတည်သွားရင်ဘယ်တော့မှထပ်မတွေ့နိုင်တော့ဘူး။ငါရှားတယ်ဒါကြောင့်သွားတွေ့လိုက်ပါလို့ပြောပြီးတော့ဆာကူရာကိုရှာဖို့ထွက်လာခဲ့လိုက်တယ်။ဆာကူရာကိုရှာတွေ့သွားတော့ရှွန်းပေါ်ထားတဲ့ခန်းစားချက်တွေကိုနှစ်ယောက်သားရင်ဖွင့်ပြကြတယ်။ဒီနေ့ရှွန်းတယောက်ယောက်ကိုချစ်သွားခဲ့ရင်ဝေးမှာရှိနေမဲ့သူကကျွန်တော်မဟုတ်တော့ရင်တော့အဆင်ပြေပါတယ်။ဆုံးဖြတ်တဲ့သူကရှွန်းမို့လို့လေလို့မီယိုကရင်ဖွင့်ခဲ့တယ်။နားလည်ပါတယ်။ရှွန်းဟာကျွန်တော်အတွက်အရှိပါတယ်လို့ဆာကူရာကိုအတွက်လည်းအရှိပါနေမှာပေါ့။ဒါကြောင့်တောင်းပန်ပါတယ်လို့မီယိုကပြောလိုက်တဲ့ချိန်ဘာလို့နေရဆိုးရတဲ့သူဖြစ်မနေရလဲလို့ဆာကူရာကိုဟာဝန်နဲ့စာနဲ့ပြောလိုက်တယ်။တကယ်တော့မီယိုဟာမိသားစုကိုဆုံးရှုံးရလို့ဝန်နဲ့တဲ့ခံစားမှုကိုသိနေတာကြောင့်ရှွန်းကိုနောင်တမရစေချင်ခဲ့တာပါ။ဒါကြောင့်သူဟာရှွန်းကိုမပြန်မှုမတားတာပါလို့ဆာကူရာကိုပြပြခဲ့တယ်။နောက်ဆုံးမှာတော့ဆာကူရာကိုဟာတယောက်တည်းပြန်သွားဖို့ဆုံးဖြတ်လိုက်တယ်။
ရှင်ကိုနှုတ်ဆက်တဲ့အနေနဲ့ငါ့ကိုနမ်းမလို့ပြောတဲ့အခါမီယိုကချက်ဖြတ်ပြီးတော့ဆာကူရာကိုနမ်းလိုက်ပါတော့တယ်။တောင်းပန်ပါတယ်။ရှင်ရဲ့နမ်းကိုဘယ်သူ့မှမပေးချင်လို့ပါလို့ဆိုကနှုတ်ဆက်လိုက်တယ်။အဆုံးမှာတော့ဆာကူရာကိုဟာဒီကျွန်းကိုဘယ်တော့မှပြန်မလာတော့ဘူးလို့အော်ကာထွက်သွားပါတော့တယ်။ကျန်တဲ့မှာတော့မီယိုကမင်းဘာလို့မငင်းလိုက်တာလဲလို့ဆိုကရှင်ကိုပါချလိုက်တယ်။ငါသာဝင်မနှမ်းရင်မင်းနှမ်းပြီးနေလောက်ပြီလို့ဆိုကမျက်ရည်တွေနဲ့ဝမ်းနဲ့စွာပြောလာခဲ့တယ်။နောက်တဲ့အထိမီယိုဟာစိတ်ကောက်နေခဲ့တယ်။ရှင်ဟာမီယိုနာကိုချင်းကပ်လာပြီးတော့စိတ်ကောက်နေတော့လား။မြရှိနေတာညင်ရမှာပေါ့လို့ပြောလိုက်တော့မီယိုရဲ့ရှင်နဲ့လှုပ်ခတ်သွားခဲ့တယ်။အဲဒီညလေးဟာသူတို့နှစ်ယောက်အတွက်ခန်းစားချက်တွေပိုပြီးနှိစက်ခဲ့တဲ့ညလေးတစ်ညဖြစ်ခဲ့တယ်။မင်းကလေးကိုကြိုက်တယ်။ဒါပေမဲ့လည်းရှုံးနဲ့ချစ်မိသွားတယ်။ယောက်ျားလေးတစ်ယောက်ကိုချစ်မိသွားတာထူးတော့ထူးဆန်းတဲ့နော်လို့မီယိုကရှုံးပေါ်ဖြစ်တည်လာတဲ့သူ့ရဲ့ခန်းစားချက်တွေကိုပြောပြနေခဲ့တယ်။ရှုံးကမိဘရဲ့စီကိုပြန်ဖို့ဆုံးဖြတ်လိုက်တယ်။အဆင်ပြေရဲ့လား။လိုက်ခဲ့ချင်လားဒါမှမဟုတ်ငါမင်းကိုစောင့်နေခဲ့သလိုစောင့်နေမလားလို့ရှုံးကမီယိုကိုမိလိုက်တယ်။မီယိုနှုတ်ဆက်နေခဲ့တယ်။သူချင်းရှုံးကထပ်ပြီးတော့ပြောလိုက်တယ်။မဟုတ်ဘူးမီယိုအတူလိုက်ခဲ့အတူသွားရအောင်လို့ပြောလိုက်တယ်။ထိုအခါမှာလိုက်မယ်ငါတယောက်တည်းမနေခဲ့ချင်ဘူးလို့မီယိုဟာမျက်ရည်တွေနဲ့ငိုပြီးတော့ပြောလိုက်တော့တယ်။ရှုံးကျေးဇူးပါငါရမ်းပြောတယ်။ဘာလို့လဲဆိုတာနားမလည်ပေးမဲ့ပေါ့။ချစ်ဆိုတာယောက်ျားရဲ့မိမရဲ့လို့ခွဲခြားထားတာမဟုတ်ပါဘူး။တယောက်နဲ့တယောက်နားလည်မှုရှိရင်ဖော်ပြပေးနိုင်မှုကသာအရေးကြီးဆုံးပါပဲ။